ဆုံးပြမြေနေရာမရှိတာဆုံးပြမြေနေရာရှိရင်ကိုယ်ကဒီကပဲပေးပေါင်းအောက်ကိုဘယ်လောက်ကြောင်အောင်လုပ်မှမသိဘူးတလားမလုပ်ရပါဘူးပြတလားတော့လုပ်ရအောင်ထဲလုပ်ရမှာတလားဒါကြဘုံနဲ့နေနေဆိုရင်တော့လုပ်ရမယ်တော့ကြီးကြီးအဲ့ဒါမျိုးကငါလို့ဖြစ်မလားဗျခင်ဗျာဟုတ်မယ်နော်အစ်တွေအပုံမှာခင်ဗျာနီးအဲ့ဒီမို့ပြောလို့ဆိုလို့ရတာမှာဟုတ်ပါမာရီတခုတော့မေးတာလေဒါတော့စိတ်ဒီဥစားအားရဆုံးနေတဲ့တိုင်းမောတာမောမယ်လူကလည်းနိုင်တယ်ဟာခင်ဗျာလေဆယ်မြောက်မှာအဆုံးကြီးပဲဟာငါကလက်ကိုကျင့်ပါနေပြီလောက်နေမြေစီမံနဲ့ညာဟောတော့ဒီလဲလာတိချတယ်ဟာမြေထဲကနုံးတွေကိုတာပြင်းပြီးတော့လေကိုယ်အားရတော့ဒီလိုပေါ့ကအဲ့လိုပြောကြတယ်ရွှေကျင်းတဲ့ကိုအောင်တာကိုယ်အားရလမ်းလောက်တယ်လို့နည်းနည်းမှစေနာမပါတာပဲဟောက်တောင်းနေပြီခင်ဗျာလည်းလင်းကပဲတော့ဖြတ်ချလိုက်ရင်ခင်ဗျာတော်ကြီးကောင်းပါမှာလေနောက်မြေတိုင်းတဲ့ထက်တယ်လောက်ပြီးပြောလာလို့ဒါသူလည်းဘာချက်ပြကြောက်ရင်ချဲလောက်တာလေဟောဈာကြမြက်ကွက်တည်းကြည့်လေ